တင်းတို့အနေနဲ့ဒီကောင်တွေကိုမြင်မှုကြမယ်လို့ထင်ပါတယ်ဒါဆိုဒီကောင်တွေလိုမျိုးအတောင်ပံနဲ့အန်ဂျယ်လီနာဂျိုလီလိုနှကန်းကိုပါပိုင်ဆိုင်ထားတဲ့ပင်လယ်ရေရောက်မှနေတဲ့ငါးဆိုရင်ရောမြင်မှုကျင်လားဒါကပင်လယ်ရေရောက်3မီတာကနေ86မီတာအနက်မှာနေထိုင်တဲ့လင်းတို့ငါးလို့ခေါ်ပါတယ်နာမည်ပြည့်စုံကတော့ red lip badfish ပါဒီငါးတွေကိုပစိဖိတ်ကမ်းရိုးတန်းမှာရှိတဲ့ကိုကိုကျွန်းနီးနားမှာတွေ့ရတတ်ပါတယ်တောင်ပံတွေပါတယ်ဆိုပေမဲ့အတောင်တွေကအပေါ်ထောင်နေတာမျိုးမဟုတ်ပဲအောက်ကိုစိုက်နေမှာပါဒါကြောင့်ပြန်နိုင်ဖို့နေနေတာရေကူးဖို့တောင်ခက်ခဲပါတယ်ဒီတော့ရွေးချယ်စရာတစ်ခုပဲရှိပါတော့တယ်ဟုတ်ပါတယ်လမ်းပဲလျှောက်ရတော့မှာပါဒါပေမဲ့မွေးစားမှာတော့သူတို့ကရိုးရိုးပုံမှန်ငါးလေးတစ်ကောင်လိုပါပဲရေထဲမှာလွတ်လပ်စွာမျောနေနိုင်ပါတယ်ပြောရရင်ဒီငါးတွေရဲ့ဘဝကဥထဲမှာကလေးကပေါက်ဖွာလာဖို့ကိုတော်ဝင်ကိုယူကြရတာပါဘာကြောင့်လဲဆိုမိဘတွေကဥတွေကိုမကာကွယ်ပေးကြပါဘူးဥပြီးသွားရင်ဥတွေကိုပင်လယ်ကျမ်းပြင်နာမှာဒီတိုင်းလွတ်ချခဲ့မှာပါဒါကြောင့်ဥတွေကရေစီးအပူချိန်အန္တရာယ်တွေကိုကိုယ်တိုင်ရင်ဆိုင်ကြရပါတယ်ကိုအများစုကတော့တခြားငါးတွေရဲ့အစာဒါမှမဟုတ်ပျက်စီးပြောက်ွယ်သွားကြပါတယ်ဥကပေါက်လာတဲ့အချိန်သူတို့ရဲ့အရွယ်အစားရမ်းသေးပြီးရေထဲမှာမျောနေတဲ့ပုံမွားတွေနဲ့ပစုံသေးသေးလေးတွေကိုစားကြပါတယ်အချိန်နဲ့ကြာလာတဲ့အခါသူတို့ကရေမျက်နှာပြင်နဲ့နီးတဲ့နေရာတွေမှာရေစီးနဲ့အတူမျောနေပြီးအခြားငါးတွေလိုရေကူးလေးကျင်ကြပါတယ်ဒါပေမဲ့ဒီအချိန်ကအန္တရာယ်များဆုံးချိန်လည်းဖြစ်ပါတယ်အစားခံရဖို့အခွင့်အရေးများလို့ပါရွယ်နဲ့ကြီးလိုက်ရင်တော့ခန္ဓာကိုယ်ဖွဲ့စည်းပုံကစားပြီးပြောင်းလဲလာပါပြီခန္ဓာကိုယ်ကပိုပြားလာပြီးအောက်ဘက်ကအတောင်တွေပိုရှိလာပါတယ်ဒီတော့သူတို့ကရေထဲမှာမျောနေတာကိုရက်ပြီးပင်လယ်ကျမ်းမြေကိုဆင်းလာကြပါတယ်ပင်လယ်ကျမ်းမြေမှာနေထိုင်လာတဲ့အခါလမ်းလျှောက်သလိုမျိုးသွားနိုင်လာပါတယ်ပြီးတော့အစာတွေကိုဆွဲဆောင်ဖို့အတွက်ဒူဝါလို့ခေါ်တဲ့အသားပိုင်းလေးကလည်းပိုကြီးလာပါပြီအခုဆိုရင်အရွယ်ရောက်တဲ့လင်းလုံးငါတစ်ကောင်အဖြစ်ပြောင်းလဲသွားပါပြီအရွယ်လေးရောက်လာပြီဆိုတော့မျောနေတဲ့ပုံမွားတွေနဲ့ပစုံသေးသေးလေးတွေကိုစားစရာမလိုတော့ပါဘူးလူဟာကိုအသုံးပြုပြီးသားကောင်ကိုဆွဲဆောင်ပါတယ်ပြီးရင်တော့အနားရောက်လာတဲ့သားကောင်ကိုဖမ်းဆာလိုက်အောင်ပါပဲအစားအစာတွေလည်းမပူရတော့ဘူးဆိုတော့နောက်ဆုံးလုပ်စရာတစ်ခုပဲကြာမှာတော့တယ်ဒါကတော့စော်ရှာရမှာပါလင်းတို့ငါးတွေမှာနှုတ်ခမ်းပုံနေတဲ့အကောင်ကပိုကျမ်းမာပြီးဆွဲဆောင်မှုပိုရှိတယ်လို့သိပ္ပံပညာရှင်တွေကခန့်မှန်းထားကြပါတယ်အတီးတော့မပြည့်ရသေးပါဘူးသူတို့လည်းလေးလာနေတုန်းပါလေးလာချက်အရတော့အရွယ်ရောက်တဲ့အမတွေမှာနှကန်းရောင်ကပိုတောက်ကြပါတယ်ပြောရရင်နှကန်းရောင်က communication signal တစ်ခုဖြစ်နိုင်ပါတယ်ဒီတော့နှကန်းဒီမာလေးနဲ့စတွေ့ပါပြီအချင်းနဲ့မှတစ်ကောင်နဲ့တစ်ကောင်တတိထားမိပြီးအမကရှောင်မသွားပဲနီးနီးကပ်ကပ်နေလာပြီဆိုရင်တော့ခုံယူပါတယ်ဒါကအမအနေနဲ့မီးစိမ့်ပြလိုက်တဲ့သဘောပါပဲဒီတော့လုပ်ငန်းဆောက်ဖို့ပဲကြံပါတော့တယ်သူတို့မိတ်လိုက်တဲ့ပုံစံကတင်တို့တွေ့ဖို့နေကြပုံစံတော့မဟုတ်ပါဘူးဟုတ်ကတွေပဲရှောက်တွေးနေမိတ်ဆွေအမကသူ့ရဲ့ဥတွေကိုရေထဲကိုပြစ်လွတ်လိုက်မှာပါပြီးရင်တော့အထက်ကစပန်းကိုထပ်ပြီးပြစ်လွတ်ပါတယ်ဒါကို external fertilization လို့ခေါ်ပါတယ်ဒီလုပ်ငန်းတွေပြီးသွားရင်တော့အချင်းနဲ့အမကတင်းနဲ့တင်းရည်စားဟောင်းလိုမျိုးဘယ်တော့မှမတွေ့ခဲ့ကြသလိုလမ်းခွဲသွားပါလိမ့်မယ်ဥတွေကတော့ဖြစ်ချင်ဖြစ်ပေါ့ဒီငါးရဲ့အယောင်ကတန်တာကြောက်တန်းတွေရဲ့အယောင်နဲ့ဆင်တူပြီးအရွယ်အစားကလည်း20စင်တီမီတာကနေ25စင်တီမီတာအထိလောက်ပဲရှိပါတယ်ဒါကြောင့်အနေနဲ့ကြောက်လာတဲ့အခါတဲတွေတန်တာကြောက်တန်းတွေကြားထဲမှာကိုယ်ရောင်ဖြောက်ပြီးနေကြပါတယ်ပြီးတော့ဒီငါးတွေကပင်လယ်အောက်နဲ့တဲ့နေရာတွေမှာသာနေထိုင်ပြီးတကောင်လေးပဲနေတတ်ကြတာမလို့တွေ့မြင်နိုင်ဖို့လည်းခက်ခဲပါတယ်တကယ်လို့အသင်းအနေနဲ့ကောင်းမလေးလဲလိုချင်တယ်နှကန်းဒီဖို့လည်းမတတ်နိုင်သေးဘူးဆိုရင်တော့လင်းလုံးငါးမလေးကောင်တော့မွေးထားလိုက်ဖို့အကြံပေးခြင်းပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့